ဒေသစမဝင်းမြို့လေသားဘူးကြီးရွာစီပြန်လာခဲ့ခြင်းမာသည်ဌာနေမွေရဲ့ရွာစီပြန်လာခြင်းမီကျေးလက်ညာကအမိအိမ်ကိုလွမ်းသည်မကွေးတိုင်းဒေသစမဝင်းမြို့နေသားဘူးကြီးရွာစီပြန်လာခဲ့ခြင်းမာသည်ဌာနေမွေရဲ့ရွာစီပြန်လာခြင်းမီကျေးလက်ညာကမိအိမ်ကိုလွမ်းသည်အခုတော့တနေ့တည်းမောင်အနေဝေးလူသားလည်းမဖြေသာရှောင်းဝေးလဲအမေလွမ်းလို့မျိုးရင်အလွမ်းမြဲ့ရဆိုကမငူပါနဲ့တော့တာအမေအောင်မြင်နဲ့တနေ့ကျေးလက်ညာကအမေစီပြန်နေမယ်နေ့စဉ်နေရောလုံးမဲပြိုဖျားဖွဲတော်စီကလို့နော်စိုးကလူကူတော်တီရီတစ်ခေါင်မိုးကောင်းစီရီတော်နေ့တိုင်းွယ်လူတရွာလုံးပြောအခုတော့အမိသားကတနေ့တည်းမလွမ်းလို့နော်ရွာကိုပြန်ခဲ့ပါမယ်အမေပြန်လာခဲ့ပါမယ်အဖေအမေရဲ့နေမအလွမ်းမပြေအဖေရဲ့နေမအလွမ်းမပြေအလွမ်းမြေတွေနေတိုင်းကြွေတားလဲလွမ်းနဲ့အဖေနဲ့အမေအခုတော့တနေ့တည်းမအနေဝေးလို့သားလည်းမဖြေသာရွာဝေးလမ်းငလေးမအမေလွမ်းလို့မျိုးရဲ့အလွမ်းမြဲ့ရဲ့အဆိုကမငူပါနဲ့တော့သားအမေအောင်မြင်နဲ့တနေ့ကျေးလက်ညာကအမေစီပြန်ခဲ့မယ်နေ့စဉ်နေရွာလုံးဝဲပြိုဖျားပွဲတော်စီကလို့နော်လူကူတော်တီရီတစ်ခေါင်မိုးကောင်းစီရီတော်စီစီကာကနေစင်းနေတိုင်းွယ်လူတရွာလုံးပြောအခုတော့မိသားကတနေ့တည်းမလွမ်းလို့ကျွန်တော်ရွာကိုပြန်ခဲ့ပါမယ်အမေရွာပြန်လာခဲ့ပါမယ်အဖေအမေရဲ့နေမအလွမ်းမပြေအဖေရဲ့နေမအလွမ်းမပြေအလွမ်းမြေကြီးတွေနေတိုင်းကြွေတားလဲလွမ်းနဲ့အဖေနဲ့အမေ